ကျမ online shop လုပ်ပါတယ်ရှင်ဒါမဲ့ကျမဘာမှမတက်ပါဘူးရှင်ကျမတက်တာတခုတော့ရှိပါတယ်ကျမတချင်းလေးဆိုမယ်သူများဆိုထားတဲ့တချင်းလေးကိုဆိုပြီးတော့အိုင်တင်လုပ်မယ်အဲ့တော့ကောင်းကောင်းတက်ပါတယ်အဲ့တော့ကောင်းကောင်းယူတက်ပါတယ်အဲ့နဲ့ကျမမှာဘယ်လိုလုပ်ကလဲဆိုတော့ကိုကတက်ချင်တာပေါ့လေတက်ကတော့20ကျော်သွားပြီဒါပေမဲ့လေကျမရှိထက်အရင်စီနေရကြတဲ့ကျမသမီးရဲ့ကျမညီမအရွယ်ကလေးမလေးတွေပေါ့ကျမအကူကြီးတောင်းရတော့ပေါ့နော်သမီးအန်ဒီဘလို့စာတန်းထိုးရမလဲသမီးအန်ဒီဘလို့လောက်ကမလဲအဲ့လိုလှမ်းမေးရတာပေါ့ကလေးတွေကလည်းစိတ်ကောင်းရှိပါတယ်စေတနာထားတယ်ကလေးတွေကလည်းကျမကိုအန်ဒီရေဟိုလိုလေးလှုပ်ဒီလိုလေးလှုပ်ဟိုလိုလေးတင်းဒီလိုလေးတင်းဒီကြားတဲ့နော်တစ်တော်ကြီးကလည်းကျမကိုစိတ်ဆိုးသေးတယ်တစ်တော်ကြီးကလည်းစိတ်ဆိုးပြီးတော့ကျမနားမလဲပါဘူးဆိုကျမတင်းနဲ့ပို့တယ်ဘန်းနာခဏကျမမှာဒီမနက်ကဆိုရင်ကောင်မလေးတယောက်ကအကောက်လာစစ်ပေးတယ်မလေးကျမတင်ထားဈေးရောက်နဲ့တင်ထားတဲ့ပို့12ခုလောက်ကိုလေသူကလှုပ်ထားတယ်တားမြစ်ထားတယ်အဲ့နဲ့ကျမမှာတောင်းပန်တာပို့ရသေးတယ်ကိုကလည်းကိုလေးကိုကလည်းလှုပ်ချင်းဒီကလည်းလှုပ်ချင်းကိုကလည်းဒါလေးကတော့ကျမမနေရတော့ကလေဝတ်သား50တာဝယ်တယ်ကျမတာအကြီးသမီးကြီးကလည်းအိမ်အောင်ကြတော့သူကသူနေတယ်တာအကြီးကလည်းသူ့အလုံးနဲ့သူနေတယ်ဆိုတော့အိမ်မှာကျမတို့မိသားစုကအသိမရှိတော့မကုံတော့ကျမအသားလေးတွေကိုပြီးတော့နေလန်းထားတာပါရှင်အခုဒီမနက်အဲ့ဒါလေးကြော်ပြီးတော့ကားမယ်ဝါမယ်ပေါ့နော်စားကြပါဦးရှင်ဒီတော့တငယ်ချင်းနေစားကြပါဦးကျမရောင်းတာလေးတွေလည်းမကီစင်းနေရောင်းတာလေးတွေလည်းတမျိုးတစ်ခုစီလောက်အားပေးကြပါနော်လာကုန်ရက်လေးဆိုတော့လာစားတွေလည်းထုတ်ထားကြတယ်မလားကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေရှင်ကျမချမ်းသာကြပါစေရှင်လုပ်ငန်းကိုင်ငန်းတွေလည်းအဆင်ပြေကြပါစေရှင်ကျမရှိရဝဲမဝဲအားလုံးကျမချမ်းသာပြီးတော့ဒီအနည်းလေးကင်းရှင်းပါစေ